ကျွန်တော်ဖះကြောင်ဆောက်လုပ်တဲ့အချိန်မှာတောင်ပေါ်ကားမှာပေါ်မှာဆိုတော့အင်တာနက်အခက်အခဲရှိပါတယ်ခက်ခဲရှိတယ်ဆိုတာကတော့ဟိုကားလမ်းလည်းမပေါက်ဆိုင်ကယ်လမ်းလည်းမပေါက်လဲလမ်းလည်းမပေါက်ဆိုတဲ့အခါကျတော့ကျွန်တော်စလှုပ်လိုက်ပြပြီးဆိုကြတဲ့ကဗလာမီစဝယ်လိုက်ကြတဲ့ကဗလာမီအောက်ကြီးမှာဂျီနီမှာတိတ်ကို9000ပေးရတယ်ဆိုင်ကယ်ကိုနားစီးလိုက်တော့အောင်ခေါင်ရောက်တော့တိတ်ကို4000ကျတယ်အောင်ခေါင်ကနေပြီးတော့ဒီရွာရောက်ဖို့အတွက်ကတိတ်3000ကျတယ်ဆိုတော့ဗလာမီတိတ်ကိုတစ်ဆကနေပြီးတော့နှစ်ဆဖြစ်သွားတဲ့အတိုင်းတိုင်းမျိုးရှင်းတွေ့ကြုံခဲ့ရပါတယ်နောက်ပြီးတော့ကြောက်မြေတဲဒီဆိုအောက်ကျင်းအကြဒီမှာကားလမ်းပေါက်တဲ့နေရာတွေမှာကျတော့လဲနေတမို့ကားနဲ့အဲ့လိုသေယူပို့ဆောင်လို့ရတယ်ဒါမျိုးကျွန်တော်ဒီတောင်ပေါ်မှာကျတော့အဲ့လိုမလုပ်ရဘဲနဲ့တရားကိုဒီတယောက်စီကိုခွဲတန်းချအဲ့လိုပဲခွဲတန်းချတဲအပုံတရားဆိုလဲအပုံတရားအခုတဲနဲ့ကိုသွားစလဲမတဲနိုင်လို့ရှိရင်တပုံ900နှုန်းကျွန်တော်အဲ့လိုပဲငါတော့လောက်ခဲ့ရတယ်အဲ့ဒါကြောင့်မလို့အခက်အခဲအားလုံးကတော်တော်လေးကိုရင်ဆိုင်ခဲ့ရတယ်ဒါမှလည်းဒါလည်းဖျားစခင်ကြီးတူတော့ကြောင့်ပဲဒီကလေးကတော့ဒီဖျားเจ้าကိုကျွန်တော်ကောင်းပြီးသွားဒီဆက်ဆက်နေတဲ့အတွက်မသားမှပဲဖျားစခင်ကိုကြီးတူကိုကြီးမြောက်ပါတဲ့အကြောင်းပဲပြောချင်ပါတယ်ကဲကျွန်တော်ကအပြာခီးပါပဲနော်ကျွန်တော်မောမယ်လူကဒီနေ့ပြန်ပွဲမှာပထမဆုဖို့ထစ်စောရဆုပါပဲနော်အခုကျွန်တော်ပြန်တဲ့ခါမှာကျေးဇူးများအဲ့ဒီနဲ့ဆိုရင်ပြောလို့ပါတယ်ဒီရလို့အသက်ကိုဖက်လက်ထုတ်ပြီးတော့စီးပါတော့မယ်ခင်ဗျာတဲ့တော့为什么哈？啊，比亚布哈，天啥家？来呢？နောက်ထောက်မလာတော့ဘူးနော်ဒီနောက်မလာတော့လားဟမ်နောက်တော့မလာတော့ဘူးအဲ့ဒါပမာဏကြီးနောက်လာအောင်လားနောက်လာအောင်လား